မင်္ဂလာပါရှင် Healthy Notes by ဒေါက်တာဇီဆိုတဲ့ကျန်းမာရေးမှတ်စု channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ခန္ဓာကိုယ်ထဲမှာတိတ်တဆိတ်အနေနဲ့ပြုမှန်မသိပြုနေတဲ့တန်ကောင်တွေရဲ့အနေရဲ့အကြောင်းနဲ့တန်ကောင်တွေရှိနေရင်ဘလို့ပြဿနာတွေဖြစ်မလဲ။ဘာတွေဒုက္ခပေးနိုင်လဲ။တန်ကောင်တွေရန်ကဘလို့ကာကွယ်မလဲဆိုတဲ့အကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံရှင်းပြပေးသွားမှာမို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါအောင်နော်။လူတိုင်းနှိပါကြားဘူးနေပေမဲ့လူတိုင်းလိုပုံမှန်လုပ်ဖို့မေးလျော့နေတတ်ကြတာကတော့6လတစ်ကြိမ်တန်ချပေးဖို့ပဲဖြစ်ပါတယ်။တန်ချဖို့အကြောင်းမပြောသေးခင်မှာတန်ကောင်တွေခန္ဓာကိုယ်ထဲမှာရှိနေပြီဆိုရင်ဘာတွေဆိုးကျိုးရှိနိုင်လဲဆိုတာကိုအရင်ရှင်းပြပါမယ်။တန်ကောင်ဆိုတာကပ်ပါကောင်တစ်မျိုးပါ။တန်ကောင်တွေဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကိုစားသုံးပြီးပွားများနေကြတာပါ။တန်ကောင်တွေများလေသွေးအားနည်းလေဖြစ်တတ်ပါတယ်။လူကြီးတွေမှာတော့ဖွံ့ဖြိုးပြီးသားဖြစ်တဲ့အတွက်ခန္ဓာရည်ပိုရှိသလိုဖြစ်နေတာမို့လို့တိတ်မတိတာတတ်ကြပေမဲ့ဖွံ့ဖြိုးဆဲဖြစ်တဲ့ကလေးတွေမှာတန်ကောင်ရှိနေပြီဆိုရင်အရင်ဆုံးတိတာတဲ့အပြောင်းလဲတွေဖြစ်လာပါတယ်။ဝမ်းသွားရင်တန်ကောင်တွေပါလာမယ်။အန်နဲ့ထဲမှာတန်ကောင်တွေပါလာမယ်။ကလေးတွေရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှုန်းတွေနှေးကွေးလာမယ်။အဲဒီကတဆင့်ဖွံ့ဖြိုးမှုတွေရပ်တန့်သွားမယ်။ခန္ဓာကိုယ်ကပို့ပြီးတော့ပိန်လီလာမယ်။ဘိုက်ကလေးတွေကကားနေမယ်။အချိန်မီမထိန်ချုံနိုင်မဲနဲ့တန်ကောင်တွေဆက်ပွားနေမယ်ဆိုရင်တော့ဦးလန်းချောင်းထဲမှာတန်ကောင်တွေပြည့်နေပြီးတော့ပိတ်သွားမယ်။ဦးလန်းချောင်းကနေတဆင့်အဆုတ်ထဲဝင်မယ်၊အုံနောက်ထဲဝင်မယ်၊မျက်လုံးထဲဝင်မယ်၊အရေပြားအောက်တွေမှာရှောက်သွားမယ်။ခန္ဓာကိုယ်အနှံ့ထိုးဖောက်ဝင်ရောက်ပြီးတော့အသက်အန္တရာယ်ကိုပါထိခိုက်တဲ့အထိဖြစ်နိုင်ပါတယ်။အရှိတောင်အာရှနိုင်ငံတွေမှာကပူနွေးဆူဆွတ်တဲ့ရာသီဥတုရှိတော့တန်ကောင်တွေပေါက်ဖွားတဲ့နှုန်းလည်းမြင့်တက်ပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံလည်းဖြစ်တော့တန်ကောင်နဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေလည်းအားနည်းတတ်ကြတာမို့လို့တန်ကောင်တွေနဲ့ကတော့အမြဲလိုထိတွေ့နေရတာပါပဲရှောင်လို့လည်းမလွတ်နိုင်ပါဘူးဖွံ့ဖြိုးပြီးသားနိုင်ငံတွေကကလေးတွေနဲ့ဖွံ့ဖြိုးဆဲနိုင်ငံကကလေးတွေရဲ့ခန္ဓာကိုယ်ကြီးထွားမှုနှုန်းကွာခြားရတဲ့အကြောင်းရင်းတွေထဲမှာတန်ကောင်တွေကလည်းအကြောင်းရင်းတစ်ခုအနေနဲ့ပါဝင်နေပါတယ်။ဒါကြောင့်ကလေးတွေကမထွားလာဘူးအရက်မရှိလာဘူးစားသလောက်လည်းပြည့်ပြိုမရှိဘူးလို့သတိထားမိပြီဆိုရင်ဒီကလေးမှာတန်ကောင်များရှိနေပြီလားလို့တွေးမိဖို့လိုပါတယ်။တစ်ဆက်တည်းမှာပဲတန်ချပေးဖို့လည်းပြင်ဆင်ဖို့သတိဝင်ရမှာဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာတန်ကောင်တွေရှိနေပြီဆိုတာကိုဘယ်လိုသိနိုင်မလဲ။ခန္ဓာကိုယ်ထဲမှာတန်ကောင်တွေရှိနေပြီဆိုတာကိုဘယ်လိုသိနိုင်မလဲဆိုရင်မကြာခဏဘိုက်အောင်မယ်ဘိုက်ထဲမှာမအီမသာဖြစ်မယ်တန်ကောင်တွေအံမယ်ဝမ်းသွားရင်တန်ကောင်တွေပါလာမယ်စအိုဝါမှာရားရံပြီးနေရခက်မယ်ဒီလိုတွေခံစားရပြီဆိုရင်ဆရာဝန်နဲ့ဆွေးနွေးပြီးစနစ်တကျတန်ချဖို့လိုပါတယ်တန်ကောင်တွေကဘာမှရှိနေတတ်တာလဲတန်ကောင်တွေတန်ဥတွေကနေရာတိုင်းမှာရှိနေနိုင်ပါတယ်လမ်းဘေးကတရိษံမစင်တွေအညစ်အကြေးတွေမှာလည်းရှိနေမယ်ရင်ကောင်တွေကအဲ့ဒီအညစ်အကြေးတွေပေါ်မှာနားမယ်တန်ဥတွေကိုတည်ဆောင်လာမယ်ပြီးရင်လူတွေစားဖို့ပြင်ဆင်ထားတယ်ခင်းကျင်းထားတယ်အစားအစာတွေပေါ်မှာနားမယ်အဲ့ဒါကိုကမသိပဲစားမိမယ်ဆိုရင်ကိုကတန်ဥတွေကိုတည်ဆောင်လာမိပါပြီအဲဒီကတဆင့်အိမ်ကိုရောက်သွားတဲ့အခါမှာကိုကလက်မဆေးမိဘူးဒါမှမဟုတ်လက်တော့ဆေးတယ်စနစ်တကျမဆေးမိဘူးဒါမှမဟုတ်စနစ်တကျဆေးပေမဲ့လက်သေးတွေကရှည်နေတော့လက်သေးတွေမှာတန်ဥလေးတွေကပ်ပါလာမယ်ချက်ပြုတ်ပြင်ဆင်တဲ့ထဲကိုတန်ဥလေးတွေမတော်တဆပါသွားမယ်အိမ်သားတွေကအကုန်စားတောက်ကြမယ်အိမ်သားတွေစီကိုကအဲ့ဒီတန်ဥတွေတန်ကောင်တွေရောက်လာမယ်နောက်တနည်းကလေးတွေကတဆင်ပေါ့နော်အเจ้าမှာတန်ကောင်တွေတည်ဆောင်ထားတဲ့ကလေးလေးတယောက်စီကနေပြီးတော့လက်ကနေတဆင်ကူးလာမယ်ကိုကလေးတွေကเจ้าကပြန်လာမယ်အထက်ကပြောသလိုပဲလက်သေးချမဆေးမိဘူးဆိုရင်ကလေးရဲ့ဝမ်းထဲကိုရောအိမ်သားတွေစီကိုပါတန်ကောင်တွေကကူးဆက်လာမှာပါနောက်ဥပမာတစ်ခုအနေနဲ့ကအိမ်မှာအိမ်မွေးတိရစ္ဆာန်တွေရှိမယ်သူတို့ကအမြေကြီးပေါ်မှာရှိတဲ့တန်ဥတွေကိုတည်ဆောင်လာမယ်သူတို့ကိုကူးမယ်သူတို့ရဲ့အညစ်အကြေးတွေကတဆင်အိမ်ပတ်ဝန်းကျင်မှာတန်ဥတွေရှိနေနိုင်တယ်ဒီလိုနီးလန်းတွေနဲ့တန်ကောင်တွေဟာမိသားစုတိုင်းရဲ့အနီးအနားမှာရှိနေနိုင်ပါတယ်ဒါအပြင်အသားစိမ်းငါးစိမ်းတွေနဲ့ဟင်းသီးဟင်းရွက်တတိဝလံအစိမ်းတွေမှာလည်းတန်ဥတွေရှိနေတတ်ပါတယ်ဆေးကြောတဲ့အချိန်မှာလည်းတန်ဥတွေနဲ့ထိတွေ့နိုင်လို့တန်ရှင်းတဲ့အထိဆေးကြောပြီးလက်ကိုလည်းစနစ်တကျပြန်ဆေးဖို့လိုပါတယ်အသားငါအသီးရွက်တွေကိုစားတောက်တဲ့နေရာမှာမြန်မာနိုင်ငံမှာကတော့အသားစိမ်းငါးစိမ်းစားတာကရှားပါတယ်ဒါပေမဲ့အသီးရွက်စိမ်းကိုတော့လူတိုင်းလိုစားဖြစ်ကြပါတယ်အသီးရွက်အများစုကိုတိရစ္ဆာန်အညစ်အကြေးတွေနဲ့မြေဩဇာပြုလုပ်ပြီးစိုက်ပျိုးထားတယ်ဆိုတာသတိပြုစေချင်ပါတယ်စနစ်တကျမဆေးကြောမိပဲအလင်းစလိုအစိမ်းစားလိုက်ရင်တန်ကောင်တန်ဥတွေပါနေနိုင်ပါတယ်ဟင်းသီးဟင်းရွက်တွေကိုတည်တည်ချာချာချက်ပြုတ်ပြင်ဆင်ပြီးစားရင်ပြဿနာမရှိပေမဲ့အစိမ်းစားရင်တော့တန်ကောင်တန်ဥတွေရဲ့အန္တရာယ်ရှိနေနိုင်ပါတယ်တန်ကောင်တန်ဥတွေနောက်ထပ်ရှိနေနိုင်တဲ့နေရာကတော့မြေကြီးပါမြေကြီးပေါ်မှာဖက်နှက်မပါပဲရှောက်သွားနေတဲ့လူတွေစီကိုတန်ကောင်တွေကတ်နိုင်ပါတယ်။သူကြတော့အစာလမ်းကြောင်းကနေဝင်တာမဟုတ်ဘဲနဲ့အရေပြားကတဆင်ခန္ဓာကိုယ်ထဲကိုဝင်ရောက်တာပါ။ဒါဆိုရင်တန်ကောင်တွေရန်ကနေဘယ်လိုကာကွယ်ကြမလဲ။
တန်ကောင်တွေကနေရာတိုင်းမှာပဲဆိုတော့ဘယ်နားမှာနေရပါတော့မလဲဘာတွေစားရပါတော့မလဲဆိုပြီးစိတ်မပြတ်သွားပါနဲ့အောင်တန်ကောင်တွေကခန္ဓာကိုယ်ထဲဝင်ဖို့နီးလန်းပေါင်းစုံနဲ့ဘလို့ကြိုးစားလူတွေမှာလည်းကိုကာကွယ်ဖို့နီးလန်းကောင်းတွေရှိပါတယ်တန်ကောင်တွေရှိနေတယ်လို့ခံစားရတဲ့လက္ခဏာတွေမရှိသေးရင်တောင်မှစိတ်ရှင်းသွားအောင်ကြိုတင်ကာကွယ်ထားခြင်းနဲ့ဆိုရင်โอเคရပါတယ်နီးလန်းတစ်ခုရှိပါတယ်6လတစ်ကြိမ်တန်ပုံမှန်ချပါကိုကတန်ကောင်တွေအကြောင်းအစုံတိလိုက်ရလို့တန်ချတော့မယ်လို့တွေးမိရဲ့ဒါဆိုရင်တယောက်တည်းကွက်ပြီးတော့မချပါနဲ့နော်အိမ်နာဦးစီးကအရေးကြီးလို့အိမ်နာဦးစီးကတန်ချမယ်ဒါမှမဟုတ်ဟင်းချက်ရမယ်အိမ်ရှင်မကအရေးကြီးတယ်အိမ်ရှင်မကိုဦးစားပေးပြီးတော့တန်ချခိုင်းရမယ်ဒါမှမဟုတ်ခလေးကနှုတ်နယ်လို့ခလေးကိုအရင်ဆုံးတန်ချပေးထားမယ်နှုတ်မရပါဘူးနော်တအိမ်လုံးတစ်ရက်တည်းအတူတူ6လတစ်ကြိမ်တန်ချပါဂရိတ်ဆန်လေးတွေမွေးထားတယ်ဆိုရင်သူတို့ကိုလည်းဂရိတ်ဆန်ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းတန်ချပေးပါလူတွေကတော့ဈေးကွက်မှာအလွယ်တကူဝယ်လို့ရနေတဲ့Mebendazole 500mg, Albendazole 400mg စတဲ့တန်ချစီအမျိုးအစားတွေကအဆင်ပြေရာကိုစီးဆိုင်ကနေပြီးတော့ဝယ်လို့ရပါတယ်။သူကတကက်မှာတစ်လုံးပဲပါပါတယ်။6လလုံးအတွက်မှာအဲ့ဒီတစ်လုံးနဲ့တောက်ရတဲ့ဟာမို့လို့တစ်ခါဝယ်လို့ရှိရင်လူတစ်ယောက်အတွက်တကက်ဝယ်ရင်လုံလောက်ပါပြီ။နှစ်နှစ်အထက်ကလေးကစပြီးတော့အိမ်သားအလုံးတစ်ယောက်ကိုတစ်လုံးစီတောက်ပါ။တချို့ brand တွေမှာဆေးဘူးအခွန်မှာ chewable လို့ရေးထားတယ်အဲ့လိုရေးထားတယ်ဆိုရင်ဝါးစားလို့ရပြီးတော့ chewable လို့မရေးထားရင်တော့ဒီတိုင်းရေနဲ့တောက်သုံးလို့ရပါတယ်တန်ချဆေးတောက်တဲ့နေရာမှာလွဲမှားပြီးတော့တိနေတတ်တဲ့အကြောင်းအရာလေးတွေရှိပါတယ်တန်ချဆေးကမိုးရင်းမှာပဲတောက်ရတယ်အဲ့ဒါမဟုတ်ပါဘူးကိုတောက်နေတဲ့အချိန်ကိုမှတ်ထား6လပြည့်ပြီးတော့နောက်တစ် round ပြန်တောက်သွားရင်ရပါပြီ။ຫນွေပဲဖြစ်ဖြစ်မိုးပဲဖြစ်ဖြစ်စောင်းပဲဖြစ်ဖြစ်ဘဲရာသီဖြစ်ဖြစ်အဆင်ပြေပါတယ်။ကိုစားတဲ့စမှတ်ကနေမှတ်ထားပါ6လပြည့်ရင်နောက်တစ်ခေါက်ပြန်တောက်ပါ။တန်ချဆေးတောက်ရင်ဝမ်းနှုတ်ဆေးတွေနဲ့တွဲတောက်ရတယ်။အဲ့ဒါမှတန်ပါလာရင်ဝမ်းနဲ့အတူတူထွက်သွားမှာဆိုတဲ့အယူဆကလည်းမဟုတ်ပါဘူး။ဝမ်းနှုတ်ဆေးတောက်စရာမလိုပါဘူး။ဝမ်းချူပစ္စည်းလည်းမလိုပါဘူး။တန်ချဆေးတောက်မယ်နောက်နေ့ပုံမှန်တိုင်းဝမ်းသွားတဲ့အချိန်မှာတန်ကောင်တွေကတိုးကြည့်ပြီးတော့ပါသွားပါပြီ။ဒီနှုံးကတော့အစာနဲ့ဝေးတောက်ရတယ်ဆိုရယ်ညွှန်ကြားချက်မျိုးရှိပေမဲ့ယနေ့ခေတ်အသုံးပြုရတဲ့တန်ချဆေးတွေကတော့အစာနဲ့တမင်ကြီးချပြီးတောက်စရာမလိုတော့ပါဘူး။ညစာစားပြီးတောက်ရင်တောက်အဆင်ပြေပါတယ်။တန်ချဆေးကိုကိုယ့်သဘောနဲ့အကိုကာကွယ်တဲ့အနေနဲ့တောက်သုံးနိုင်ပေမဲ့မတောက်သုံးတဲ့လူတွေလည်းရှိပါတယ်။ဘသူတွေတန်ချဆေးကိုကိုယ့်သဘောနဲ့ကိုမတောက်တင်ဘူးလေ။ကိုဝင်ဆောင်မိခင်တွေကြောက်ကက်ယောဂအသေးယောဂရှိတဲ့သူတွေဆေးအလက်ဂျီရှိသူတွေတစ်နှစ်အောက်ကလေးငယ်တွေဖျားနာနေတဲ့ဝမ်းလျှောဝမ်းပြဲဖြစ်နေတဲ့ကလေးတွေကိုယ့်သဘောနဲ့ကိုမတောက်တင်ပါဘူးဒီလိုအချက်တွေကိုမှရှိနေတယ်ဆိုရင်တော့ဆရာဝန်နဲ့တေချာတိုင်းမြင်ပြီးတော့မှတန်ချဖို့အတွက်ဆွေးနွေးမှုခံယူတင်ပါတယ်အခုဆိုရင်တန်ကောင်တွေရဲ့အန်ရဲ့တန်ကောင်တွေရှိနေရင်ဘာတွေခံစားရမလဲဘယ်နေရာတွေမှာတန်ကောင်တွေရှိနေတတ်လဲဘလို့ကူးဆက်တတ်တယ်လဲဘလို့ကာကွယ်လို့ရလဲဘသူတွေကိုယ့်သဘောနဲ့ကိုယ်တတ်မချတင်ဘူးလဲဆိုတဲ့ဗဟုသုတတွေကိုစုံစုံလင်လင်တင်ဆက်ပေးသွားပြီးဖြစ်ပါတယ်အခုလိုပြည်စုံတဲ့ဆေးပညာမှတ်စုလေးတွေကိုအမြဲကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Healthy Notes by Dr. Z Channel လေးကို subscribe လုပ်ထားပြီးတော့ဘေးကခေါင်းလောင်းလေးကိုပါနှိပ်သွားပြီးပါအောင်နော်